ကျမ YouTube channel လေးတစ်ခုဒါမှမဟုတ်ကို့အတွေးမြင်တွေဖော်ပြလို့ရမယ့်နေရာလေးတစ်ခုရှိကျင်ခဲ့တာကြပါပြီ။မသိခင်မှာပြောထားခြင်းခဲ့တဲ့အကြောင်းအရာလေးတွေပေါ့နော်။ဒီနေ့တော့6ရက်6လနဲ့တတိုက်ဆိုင်ဆိုင်စလိုက်မယ်ဆိုပြီးစနိုင်ခဲ့ပါပြီ။ဆက်စချင်းပြောပြချင်တာကတော့ကျမအတွေးအမြင်ဆိုတာထက်သဘောကျမိတဲ့နေရာမှလေးတစ်ခုကိုပြန်ပြီးမျှဝေချင်တာပါ။အဲ့ဒါကတော့ကျမရဲ့အိမ်မပျော်တဲ့ညတွေမှာနားထောင်ဖြစ်တဲ့ YouTube ဗီဒီယိုလေးတစ်ခုကိုသဘောကျတဲ့အကြောင်းညွှန်းရင်းနဲ့ဘာဖြစ်လို့သဘောကျရတာလဲဆိုတဲ့အကြောင်းကိုလည်းပြောပြချင်ပါတယ်။ကျမကမွေးကလေးကနေနဲ့ညမှားနေတာလို့ပြောရင်လူတချို့ကရည်ကြမယ်။ဟုတ်ပါတယ်။ကျမကလေးဘဝတွေကအိတ်တာနောက်ကြတယ်။ညအိတ်မပျော်ဘူးဆိုတာမျိုးဖြစ်တဲ့လူပါ။ကျမတို့ငယ်ငယ်ကဖုန်းစကရင်တွေမပေါ်သေးပါဘူး။ TV အစီအစဉ်တွေတော့ည7:00 နာရီ12:00 နာရီအထိပဲပြကြတာပါ။အဲ့လိုအချိန်တွေတည်းကညအိတ်မပျော်ဖြစ်လာတဲ့လူဆိုတော့အသက်ကြီးတဲ့အခုခေတ်မှာဖုန်းတွေကြည့်ကွန်ပျူတာတွေကြည့်အလုပ်တွေလူမှုရေး stress တွေနဲ့ညအိတ်ပျော်ဖို့ပိုခက်လာတာလူတိုင်းမှာပဲကျမအိတ်ပျော်ဖို့အတွက်ဆိုပြီးတော့ YouTube ဖွင့်ပြီးအတန်နားထောင်ပြီးအိတ်ဖို့ကြိုးစားတယ်အဲ့ဒီထဲမှာကျမသဘောကျကျဉ်းနဲ့သွားစီတဲ့ YouTube ဗီဒီယိုလေးတစ်ခုကိုပြောပြချင်ပါတယ်အဲ့ဒါက Green Dot ဆိုတဲ့ channel ကဗီဒီယိုလေးတစ်ခုပါသူပြောပြထားတာကလူတွေဟာဟိုးနှစ်ပေါင်းများစွာကပောက်ကွဲထွက်လာတဲ့ကြယ်တွေရဲ့အမှုန်တွေနဲ့ဖွဲ့စည်းထားကြတာတဲ့စွမ်းအင်တွေဟာပုံစံပြောင်းပြီးတနေရာမှာပြန်လဲရှင်သန်နေတယ်ဆိုတဲ့အကြောင်းကိုသူကတေချာလေးပြောပြထားတာပေါ့နော်အဲ့ဒီနေရာမှာနားထောင်ရင်းနဲ့ကျမအရန်သဘောကျတဲ့အပြင်ကျမခန္ဓာကိုယ်ထဲမှာရှိနေတဲ့အတန်တွေဟာဟိုးတုန်းကကြယ်တွေစီမှာရှိခဲ့တဲ့စွမ်းအင်တွေကနေပုံစံပြောင်းပြီးစုဖွဲ့ထားတာဆိုတာသိရတော့ကြယ်တွေကိုကြိုက်တဲ့ကျမအတွက်တော့စိတ်ကျေနပ်စရာပါပဲလူတွေရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဟိုက်ဒရိုဂျင်ကာဗွန်နိုက်ထရိုဂျင်နဲ့အောက်ဆီဂျင်တို့လိုအခြေခံအကျဆုံးအတန်လေးတွေဟာ Big Bang ပောက်ကွဲမှု Supernova ပောက်ကွဲမှုစတဲ့ပောက်ကွဲမှုတွေကနေပုံစံပြောင်းပြီးကဘာရဲလူရဲလို့ဖြစ်လာတဲ့တနေ့ကျတော့အဲ့ဒီစွမ်းအင်အတန်လေးတွေကလူတွေတိရစ္ဆာန်တွေတစ်ပင်တွေသမုဒ္ဒရာတွေစီမှာပြန်လည်ဖြစ်တည်စုဖွဲ့ကြတာပါတဲ့အဲ့ဒီဗီဒီယိုပြီးကန်ဒီ2မိနစ်လုံးမှာပြောပြသွားတဲ့စကားလေးကစัจ java လာနဲ့သင်ဟာတီးခြားစီမဟုတ်ပဲသင်ကိုယ်တိုင်ဟာစัจ java လာကြီးပါပဲတဲ့အဲ့လိုပြောတာနားထောင်ပြီးကျမအရန်သဘောကျစိတ်ကျေနပ်သွားတယ်အပြည့်စုံတော့အဲ့ဒီဗီဒီယိုရှာပြီးနားထောင်ကြည့်ကြပါတော့အဲ့ဒီစကားကြားရပြီးတဲ့နောက်မှာကျမမသိစိတ်ထဲမှာရှိတဲ့ stress တွေလည်းပြေသွားပုံရတယ်အဲ့ဒီအတန်ကြားပြီးမကြခင်ကျမအိပ်ပျော်သွားတာပဲဘာလို့ဆိုကျမကမွေးလာခဲ့ရငါဘာလို့မွေးလာရတာလဲဘာလို့ငါဒီနေရာမှာရှိနေရတာလဲဆိုတော့ကိုယ့်ဘာသာမေးခွန်းတွေအရန်မေးတတ်တဲ့လူပါမွေးဖွားမလာခြင်းခဲ့ဘူးလို့တွေးတဲ့အစုဝင်ထဲမှာလည်းကျမပါခဲ့ပါတယ်ခုနကြားရတဲ့သင်ကိုယ်တိုင်ဟာစัจ java လာကြီးပါပဲဆိုတဲ့စကားကြားရတော့ငါဖြစ်တည်နေရတာအကြောင်းပြချက်ရှိတယ်ငါဟာစွမ်းရင်တစ်ခုခုရဲ့အစုဝေးတစ်ခုအဖြစ်ပြန်ဖြစ်နေတာစသဖြင့်တွေးမိပြီးကိုတီရှိနေတာကိုလက်ပတ်နေတာကိုပြန်ပြီးသဘောကျလာတဲ့စိတ်ဖြစ်လာတဲ့ထင်ပါတယ် stress တွေလည်းလျော့သွားတယ်ပေါ့နော်ကိုယ်တိုင်ဟာစွမ်းရင်အစုလေးတစ်ခုဖြစ်ပြီးကိုလိုပဲတခြားအရာတွေဘယ်ဟာမဆိုဟာလက်ပတ်နေတဲ့စွမ်းအင်တွေမို့လို့ balance ဖြစ်စေဖို့ဖြစ်ကြမယ်ပြက်ကြမယ်ကောင်းကြမယ်ဆိုးကြမယ်ဆိုတဲ့သဘောတရားတွေကိုလက်ခံလာနိုင်တယ်အဲ့ဒီတော့တခုခုဆုံးရှုံးသွားလို့ဖြစ်ဖြစ်ရယူလိုက်လို့ဖြစ်ဖြစ်ကောင်းတာဖြစ်လို့ဖြစ်ဖြစ်ဆိုးတာဖြစ်လို့ပဲဖြစ်ဖြစ်ဒါတွေကလက်ပတ်နေတဲ့စွမ်းအားတွေကြောင့်ဆိုပြီးပြင်းပြင်းထန်ထန်စိတ်ညစ်တာပျော်ရွှင်ကြွားဝါတာတွေရှော့ချဖို့အတိတရားရလာတယ်ဆိုပါတော့ဒါကြောင့်ကျမကိုယ်တိုင်ဟာစัจ java လာကြီးဆိုတာကိုသတိရပြီးကျမတို့ကိုယ်တည်းရှိနေတဲ့တစ်ချိန်ကကြဲမုံလေးတွေဖြစ်တဲ့စွမ်းအင်တွေနဲ့ဆက်လက်လည်ပတ်ကြပါစို့နော်